အားလုံးစောင့်မနေကြတဲ့မင်းသားလီမင်ဟိုနဲ့ Blackpink ဖွဲ့ဝင်ဂျီဆူတို့ပါဝင်လာတဲ့ရုပ်ရှင်ဇက်ကတစ်လေးကတော့ထွက်ရှိလို့လာပါပြီဇက်ကရဲ့ပုံစံလေးကတော့ဂိမ်းထဲကိုရောက်သွားပြီးတော့ဂိမ်းထဲမှာ item တွေဝယ်ပြီးတော့ enemy ကိုချရမယ်ဇက်ကပုံစံလေးပါဇက်လန်လေးအကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြမယ်ဒီဇက်လန်လေးထဲမှာတော့ Kindo Chu ဆိုတဲ့ကောင်လေးကရိုးရှင်းတဲ့ကုမ္ပဏီဝန်ထမ်းတူပါသူကငငယ်လေးတည်းကကဘာပြည့်ရင်ရှင်းတန်နိုင်မဲ့နီလန်းဆိုတဲ့ဝတ္ထုကို10နှစ်ကျော်တည်းတယောက်တည်းအဆုံးထိဖတ်လာခဲ့တဲ့သူဖြစ်တဲ့အပြင်ဇက်လန်တစ်ခုလုံးကိုတော့ဇက်သိန်းကိုပါကြိုတိနေတဲ့တယောက်တည်းတော့သူပါတနေ့မှာတော့သူကရက်ထားစီးနေရင်းနဲ့ကဘာကြီးကသူဖတ်နေတဲ့ဝတ္ထုတွေအတိုင်းပြောင်းလဲသွားပါတော့တယ်ဒီလိုနဲ့ကင်တိုဂျာဟာသူရန်အားကြရတဲ့ဝတ္ထုတွေကဇက်လိုက်ဖြစ်တဲ့ယူဂျွန်ဟော့နဲ့တွေ့ဆုံမှုအကြောင်းဖန်လာပါတော့တယ်လူတွေကမစ်ရှင်တွေမအောင်မြင်လို့ရှိရင်တေကြရမယ့်ကဘာကြီးထဲမှာအသေးကြီးတိုက်ပွဲဝင်နေကြရပါတယ်ဒီနေရာမှာတော့ကင်တိုဂျာရဲ့အားသာချက်တစ်ခုကတော့အဲ့ဒီရဲ့လောကကြီးရဲ့အကြောင်းတစ်ခုလုံးကိုသူကကြိုသိနေတာပါကင်တိုဂျာဟာသူဖတ်ခဲ့တဲ့ဝတ္ထုတွေကအကြောင်းအရာတွေကိုအသုံးချပြီးတော့လူတွေကိုကယ်တင်ဖို့စူးစမ်းတဲ့အခါမှာတော့သူ့မဟာမိတ်အဖွဲ့ဝင်များနဲ့အတူဇက်သိန်းအစ်စ်ကိုရေးသားဖို့ကဘာပြတ်မဲ့အရေးမှနေကာကွယ်ပေးဖို့စူးစမ်းရပါတော့တယ်ဝတ္ထုတွေကဇက်ကွက်တစ်ခုချင်းစီကိုကလင်းရလုပ်ရင်အဆုံးမှာကဘာကြီးကိုကယ်တင်နိုင်မလားဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ့်ဇက်ကလေးဖြစ်တာကြောင့်လုံးဝလက်မလွတ်တန်ကြည့်တင်တဲ့ဇက်ကလေးတကာဖြစ်ပါတယ်ဇက်ကလေးကိုရော2015ခုနှစ်ဇူလိုင်လ23ရက်နေ့ကထုတ်လင်းပြသခဲ့ပြီးတော့နာမည်ကြီးတရုတ်ဆောင်များစွာပါဝင်ထားပါတယ်အဓိကတရုတ်ဆောင်အနေနဲ့လည်းမင်းသားအေဝိုဆော့လီမင်ဟိုရှင်ဆောင်ဟိုနဲ့မင်းသမီးနေအနေနဲ့လည်းချာဆူဘင်အင်ဂျီယာဂျီဆူတို့ကအဓိကပါဝင်တရုတ်ဆောင်ပေးထားပါတယ် INDB အနေနဲ့လည်းဆိုရင် 5.3G တော့ရရှိထားပါတယ်ဒီဇက်ကအရန်ကြီးကောင်းလားဆိုတော့လည်းဘယ်လိုပြောမစိုးပါဘူးဇက်ရင်ကြည့်ရတာလဲနည်းနည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဂိမ်းဇက်ကားတွေကြိုက်တဲ့လူဆိုရင်တော့ဒီဇက်ကားလေးတွေတွားကြည့်ပေါ့လောက်ရတဲ့ CGI တွေကလည်းအရင်မပြပြနေတာလည်းမဟုတ်ပါဘူးသူကလည်းသူတော့ like ပါတယ်သူကလည်းသူတော့အဆင်ပြေတဲ့ခန်းလေးလည်းရှိတယ်အဆင်မပြေတဲ့ခန်းလေးလည်းရှိတာပေါ့နော် rating ကတော့ 5.3T ပဲရရှိရပါတယ်ဒါပေမဲ့မင်းသားမင်းသမီးနဲ့ဒီကားကိုဆွဲဆောင်လာတာတော့ကြည့်ရတော့ဒီကားကိုနော်မင်းသားမင်းသမီးနဲ့ပဲအဓိကဆွဲဆောင်လာတာကိုတွေ့ရတာပေါ့နော်ဒါဆိုတော့မင်းသားမင်းသမီးကြီးတွေပဲနာမည်ကြီးတွေပဲခေါ်ထည့်တာပေါ့နော်အလုံးဝတရုတ်ဆောင်နေတဲ့ဒီကားမထွက်ခင်နဲ့နာမည်ကြီးခဲ့တဲ့ဇက်ကလည်းဖြစ်တယ်စိတ်တေတာကလည်းအရင်မရှုပ်ပါဘူးကြည့်ရတာလည်းကြည့်လို့ကောင်းပါတယ်အဲ့ဒီတည်းကပါတဲ့ကလေးတယောက်ဆိုလည်းနည်းနည်းကြည့်ရတာရည်ရတာပေါ့နော်သူကြည့်လို့ကောင်းပါချောနေနဲ့အားလေးရမဘာကားကြည့်ရမှမသိဖြစ်နေဆိုရင်တော့ဒီကားလေးကိုတွားကြည့်ပေါ့နော်မင်းသားလီမင်ဟိုလည်းပါလာတယ်ဆိုတော့ဒီကားလေးကတကယ်မင်းသား S ဟီဆောလာပါအဲ့ဒီကောင်ဆိုလည်းတရုတ်ဆောင်ကောင်းတော့တွေ့ရတာပေါ့နော်ပြီးတော့ဇက်ကားကိုအသစ်ဆန်ပုံစံမျိုးကြည့်ကျင်တဲ့လူဆိုရင်တော့ဒီကားလေးကိုတွားကြည့်ပေါ့နော်ဒီကားလေးရဲ့ပုံစံလေးကတကယ်ကျွန်တော်မကြည့်ဘူးတဲ့ပုံစံလေးမှာတော့ပါပါတယ်ဘယ်လိုပြောမလဲ item နေနဲ့လုံးဝဒီ enemy တွေကိုဗျာ item တွေထုတ်ပြီးတော့တိုက်ရတဲ့ဇက်ကွန်တွေပေါ့ပြီးတော့လူတွေကလည်းဘယ်လိုပြောမလဲလူချင်းအဲ့ဒီ green screen ဆိုတဲ့ဟာကြီးတွေမှာမနေလို့ရှိရင်ဗျာအသက်ပေးရတာပေါ့အသက်ပေးနေမှာ coin နေရတာလို့အဲ့လိုမျိုးဇက်ကားတော့ဂိမ်းဇက်ကားလေးပါပဲဂိမ်းဇက်ကားကြိုက်တဲ့လူဆိုရင်တော့ဒီကားလေးကိုတွားကြည့်တင်ပါတယ်ကျွန်တော်ဒီလောက်ပဲကြံပေးပါကဲအားလုံးကိုကျေးဇူးတင်ပါတယ်ကဲဒီဇက်ကားလေးကိုဘယ်လိုကြည့်ရမလဲဆိုမသိတဲ့လူတွေအတွက်ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာကျွန်တော် link ချခဲ့ပေးမှာအဲ့မှာဝင်ကြည့်လို့ရပါလို့ Cinema 123ဆိုတဲ့ Telegram channel မှာလည်းဝင်ကြည့်လို့ရပါတယ်ကျွန်တော်တင်ထားပေးပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်နောက်videoမှာပြန်လဲဆုံတွေ့ကြမယ်တော့ like and share လေးလုပ်ခဲ့ပေးကြအောင်